အိမ်တော်ပြောမြုပ်တင်းနေတော့ကားပေါ်ကန်ချခံနေအောင်မ မဟုတ်ပါဘူး draft ထဲထည့်ထားတာနောက်မှတင်မှာဘက်နဲ့အေးဈေးကကျတော့သူများနဲ့ဒန်းတူမကောက်ဈေးကြီးယူပြီးတော့အခုလူဘာကိုဝါတယ်ဖိုးကြီး တင်သေးနေအောင်နော် အေးမတင်သေးပါဘူးဆိုအိမ်ကမှတင်မှာ ဟုတ်ရဲ့ ဟေး ငါတို့ဟေးဦးလေးနဲ့တာမယာဖះဟူးကောက်စီးမိရမဟာမာပဲဟေးဟိုမပြီးနိုင်ပဲပစီးနိုင်ဘွားတော့နှစ်ယောက်ကလည်းတစ်တော့ဆော့လို့မပြီးဘူး ဟုတ်ပါအေးအသက်အရွယ်တွေမှအာမနာဟိုဦးလင်းဆိုတဲ့လူကြီးကလည်းဟိုဘွားတော်တွေနာမနေပဲနဲ့ငါတို့နှစ်ယောက်နာပဲကတ်အသက်ကြီးမှနှာဘူးထ အဲ့ဒါကိုပြောချင်တာငါ့ကိုဒေါ်နာလေးပေးပါဦးဘယ်လာဒေါ်နာလေး မန္တလေးမြို့ရဲ့အထင်ကြီးဆွေတော်မြတ်စီတီကိုရောက်နေတာဖြစ်ပါတယ်ပြီးလို့ရှိရင်ဟိုးဘက်ကမွေးငါးဆိုင်မှာညနေစာ3ဆောင်ကိုလည်းအားလုံးစီစဉ်ထားပါတယ်နော် ဘယ်လိုညနေဆောင်မိုးဝင်းကတော့ဘယ်လိုလုပ်ရမှာတော့ မရ3ပဲစာ3ပဲ ဟေးဟေး အော်မရလာလာအဲ့ကောင်းရမလား3ပွဲပဲနော်ဟုတ်3ပွဲစားနော်